ကမ္ဘာအချမ်းသာဆုံးကလေး၃ယောက်နံပါတ်3 Northward ဆိုတာကတော့နာမည်ကြီးရပါဆိုတော့ကင်ညာဝတ်ရဲ့သားဖြစ်ပါတယ်အဖေဖြစ်သူရဲ့ပိုင်ဆိုင်မှုကဒေါ်လာတန်ပေါင်း385တန်းလောက်ရှိပါတယ်ဒါကြောင့်သားဖြစ်သူရဲ့လက်ရှိအသက်မှာပိုင်ဆိုင်မှုအမွေကဒေါ်လာ9တန်းအင်ဂျီအိမ်ကောင်း14လုံးရွက်လီ6စီးနဲ့ Louis Vuitton Brand 8 985လုံးရှိပါတယ်နံပါတ်1 Ivy Carter နာမည်ကြီးဆိုရဘင်းစေးပြက်သမီးဖြစ်ပါတယ်သူမကအမေလိုပဲအစုအကနဲ့တချင်းဖြိုပြမှုကိုတော့အတော်စိတ်ထက်ပုံရပါတယ်ပိုင်ဆိုင်မှုကတော့အမေရိကန်ဒေါ်လာတန်800ကျော်ရှိနေမယ်လို့လည်းခန့်မှန်းရပါတယ်ဒီနှစ်ကိုအမေရိကန်ဒေါ်လာတန်90မိဘတွေစီကမဟုတ်ဘူးရတယ်လို့လည်းဆိုပါတယ်အင်ဂျီအိမ်ကောင်း65လောက်ပိုင်ဆိုင်ထားပြီး Bitcoin မှာလည်းတန်ဖိုးကြီးတဲ့ကိန်းဂဏန်းတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်နံပါတ်1မင်းသားလေး George မင်းသားလေး George ကတော့ငယ်ငယ်လေးဆိုပေမဲ့အင်္ဂလန်ရဲ့တော်ဝင်မိသားစုဖြစ်တာကြောင့်ပိုင်ဆိုင်မှုငွေ3ဘီလီယံအထိရှိပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အသည့်တွေတိုးသွားမယ်လို့မျှော်လင့်ပါတယ်ရှင်နောက်တစ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်နော်